ထမင်းစားမိပြီးတော့လူတိုင်းကြိုက်တဲ့ချစ်မောင်ကျော်လေးကိုမိုးကမျှဝေသွားမှာဖြစ်တယ်နော်အရင်ဦးဆုံးပါဝင်တာကဒီမှာမိုးကမြုပ်ကိုပပလှီးထားတယ်ပဇွန်လေး၄၅6កောင်ရဲ့ငရုတ်သီးစိမ်းရဲ့ဒါကကျွတ်သွန်ဖြူနေထောင်းထားတာရဲ့ချစ်မောင်ရွက်ကိုမိုးကအရင်ဆုံးကြိုပြီးတော့ဘူးလေးနဲ့တင်ထားတာပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ချက်ရတာပို့ပြီးလွယ်ကူတယ်ပေါ့နော်ဒီချင်မောင်ရွက်နဲ့အရင်ဦးဆုံးမိုးကစီပူလာပြီဆိုလို့ရှိရင်ဆွမ်းနာထောင်းထားတဲ့ကျွတ်သွန်ဖြူနေရဲ့ငရုတ်သီးခွဲကြက်ရဲ့အယောင်တင်မုတ်ရဲ့ထည့်ပြီးတော့တာနဲ့ငပိကိုထည့်ပါမယ်နော်ဒီမှာငပိကိုမိုးကနည်းနည်းများများလေးထည့်ခဲ့တယ်ဘာဖြစ်လို့ဆိုတော့ချင်မောင်ရွက်ကနည်းနည်းများတဲ့အတွက်ပေါ့နော်ငပိနည်းနည်းများများလေးထည့်ခဲ့ပါတယ်ပြီးလို့ရှိရင်တော့သူတို့အားလုံးကိုမိုးကမွှေးလာတဲ့အထိပေါ့နော်စီတက်ပေးပါမယ်ငပိလေးတွေတဖြည်းဖြည်းနဲ့မွှေးလိုက်ပြီးဆိုလို့ရှိရင်တော့မိုးတို့ကအရင်ဦးဆုံးမိုးကဒီမှာအိမ်မှာရှိတဲ့လောက်ပေါ့နော်ပဇွန်လေးကိုအရင်ဆုံးထည့်ခဲ့တယ်ပေါ့နော်ပဇွန်လေး၄၅6កောင်ပေါ့မပါလဲဘာမှမဖြစ်ပါဘူးနော်ပါလဲစားကောင်းတာပေါ့နော်ပဇွန်ကြောက်တို့ဘာတို့နဲ့ကြော်မယ်ဆိုလဲအဆင်ပြေပါတယ်နော်ဒီမှာမိုးကချိတဲ့ဟာလေးပဲထည့်ကြော်ထားတာပါပဇွန်လေးကိုအရင်ဆုံးဆယ်ထည့်လိုက်မယ်ပြီးတဲ့အခါကျတော့မိုးကပပလှီးထားတဲ့မြစ်လေးတွေကိုထည့်ပါမယ်နော်အခုလိုမြစ်လေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီစီတက်နဲ့သူ့ကိုအရင်ဦးဆုံးမှွေပေးပါမယ်ပေါ့နော်မြစ်တွေကလေပြုတ်ပြီးသားဖြစ်တဲ့အတွက်အရင်ကြော်စရာမလိုဘူးပေါ့နော်သူကပြုတ်ထားတာကိုမိုးတို့ကပြန်ပြီးတော့ကြော်ယုံမဲပေါ့နော်ဒါကြတော့ပို့ပြီးတော့မြန်ဆန်ပါတယ်နော်ကဲအခုလိုမျိုးလေးတေချာနှံ့အောင်မှွေပြီးသွားပြီဆိုလို့ရှိရင်တော့မိုးကကြိုထားတဲ့ချင်မောင်ရွက်ကိုထည့်ပါမယ်နော်ချင်မောင်ရွက်ကမိုးတို့အရင်ဦးဆုံးသူ့ကိုပေါ့နော်တက်လေးကြိုထားဆိုရင်လေပို့ပြီးတော့ချက်ရတာလွယ်ကူတယ်နှစ်မဆိုဒီဒေပိုင်းထဲမှာသူ့ကိုချင်မောင်ရွက်ကြီးတိုင်းကျွေးမယ်ဆိုရင်အရွက်တွေအသိမကြေဘူးပေါ့နော်အကြတော့စားရတာတိတ်ပြီးတော့အဲ့လိုမျိုးအဆင်မပြေဘူးအခုလိုမျိုးပေါ့နော်ချင်မောင်ရွက်ကိုမိုးကအဲ့လိုမျိုးဈေးကဝယ်လာပြီဆိုတာနဲ့အရင်စိတ်ဆက်ရေမိုးဆိုးပြီးတာနဲ့ချင်မောင်ရွက်ကိုအိုးနဲ့အရင်ကြိုထားလိုက်တော့နော်ကြိုပြီးတော့ဘူးနဲ့တင်ထားလိုက်တယ်ကိုချက်တဲ့အခါမှာထုတ်ပြီးချက်လိုက်တော့အလွယ်တကူအဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒါကကြတော့ကြိုထားတဲ့ချင်မောင်ရွက်လေးနဲ့ဆွမ်းတော်ကမြစ်လေးနဲ့ကိုတေချာလေးနှံ့သွားအောင်မှွေပေးမှဖြစ်ပါတယ်နော်အဲ့ဒါဆိုရင်တော့အရသာအနေနဲ့မိုးကဒီမှာအချိုမှုတ်ရဲ့စားရဲ့ကိုထည့်ခဲ့ပါတယ်ပေါ့နော်စားကနည်းနည်းပဲထည့်တယ်ဘာဖြစ်ဆိုတော့ဆွမ်းနာမိုးကငပိတွေထည့်ထားတဲ့အတွက်အရန်ငံ့သွားမှကြောက်တဲ့အတွက်ပေါ့နော်ပြီးတော့ချင်တက်လေးလည်းလိုချင်တဲ့အတွက်စားကိုအနှဲငယ်ပဲထည့်ခဲ့ပါတယ်ပေါ့နော်သူ့ကိုအရသာနယ်ပြီးပြီဆိုတာနဲ့မိုးကတဖန်ပေါ့နော်ပြန်ပြီးတော့အရသာတွေနှံ့ဝင်သွားအောင်တေချာလေးပြန်မှွေပေးတယ်ပြီးတော့ငရုတ်သီးစိမ်းလေးကိုထည့်လိုက်တယ်ပေါ့နော်ရုပ်သီးစိမ်းလေးထည့်ပြီးတော့တေချာလေးသူ့ကိုအရသာတွေဝင်အောင်ပြန်ပြီးတော့ထပ်ပြီးတော့မှွေပေးခဲ့တယ်ပေါ့နော်ပြီးရင်တော့အစွန်းတော့ဖယ်ထားတဲ့ပဇွန်လေးကိုအပေါ်ကနေပြီးတော့ဖြူလိုက်ပါမယ်ပဇွန်ကြောက်ရှိရင်လည်းပဇွန်ကြောက်ကိုထည့်ပါအရင်စားလို့ကောင်းပါတယ်နော်အခုဆိုလို့ရှိရင်ကိုကအရသာအပေါ့အငန်တေချာလေးမြေကြီးပေါ့နော်ကိုလိုအပ်ရင်လိုအပ်တဲ့ဟာကိုထည့်ပြီးတော့ထည့်ပါနော်